အရာပြနေမေကိုပြောချင်တာလေဒီလားတကူကူဆိုလို့ရှိရင်လာလာပြီးတော့မပြောပါနဲ့လို့သူများနိုင်ငံမှာတယောက်တည်းနေရကိုယ့်ကိုယ်မစိတ်ဆင်းရဲတာတွေအများကြီးပဲမျိုးခါကျတော့အလုံးမလဲအစမပြေတာနဲ့တကူကူဆိုလို့ရှိရင်ကိုယ်မှလည်းကိုယ်စိတ်ဆင်းရဲစရာနဲ့ကိုရှိတယ်လို့ဒီလားအခုလည်းကြည့်အောင်နေလေကင်းတော့အလုံးမပုံစံလာပြီးတော့ခါကျတော့သူသမီးငယ်ဟိုတဲ့စိတ်ချမ်းသာအောင်ထားလိုက်ပါစိတ်ချမ်းသာအောင်ထားလိုက်ပါလားဆိုတော့လေငါစိတ်ဆင်းရဲအောင်လုပ်ညာလားဆိုတော့လည်းမဟုတ်ဘူးသူတို့လိုလေသေးသမီးရှိကိုအကောင်လုပ်ပေးနေတယ်ကိုမှလည်းကိုယ့်ကိုအစမပြေတာတွေအများကြီးပဲရှိတယ်ဒါမလို့မိဘစိတ်ဆင်းရဲမှာဆိုလို့ဆိုပြီးတော့မပြောဘဲနဲ့ကိုယ့်ကိုတယောက်တည်းချိန်ဖြည့်ချင်းကြရတဲ့အရာတွေဆိုတော့လည်းအများကြီးပဲအခုလည်းအလုပ်ကအစမပြေလို့ပြောင်းချင်တာတော့မအော်ငါအလုပ်ပြောင်းလိုက်လို့ရှိရင်သူတို့ကဲခဲသွားပါလိမ့်မယ်တကူကူဆိုလို့ရှိရင်အစမပြေဖြစ်သွားပါလိမ့်မယ်အငယ်မကလည်းသူစူးစမ်းနေတဲ့ပန်းနိုင်မရောက်သေးဘူးဆိုတဲ့စိတ်နဲ့ကို့မာလေးကိုလုံးချင်တာလည်းဘာမှမလုပ်အားကျမရောက်တာဆိုလို့ရှိရင်လည်း3နှစ်ရှိပြီအဲ့3နှစ်နဲ့ကို့မာလေးသူများရဲ့လိုအိုက်ဖုန်းခိုင်းချင်တယ်လေဝယ်မလို့လည်းနှစ်တိုင်းပဲတခါမှသူတို့လိုအပ်တာလိုက်ပြည့်စည်နေတယ်မဝင်ရဘူးအဲ့လိုကြည့်လို့မရဘူးတဲ့အဖေမေဖြစ်တဲ့လူကမိဘဖြစ်တဲ့လူကဘာပြောတယ်မှန်လဲဟာတဲ့အမေတကူပုံပြောလို့ရှိရင်အမေဟင်းလေးပါလေဟင်းကောင်းလေးပါလေချက်စားအသားလေးပါလေဝယ်စားအသီးနှံလေးဝယ်စားလို့ပြောလို့ပတ်စံရှိမှဝယ်စားလို့ရမှာပါအမေသမီးလွှဲနေတဲ့ပတ်စံအမေတို့တမင်းစားဖို့တော့မလောက်ဘူးလားသမီးဟိုအကျွေးဖေးစရာရှိနေလို့ဆိုလို့ရှိရင်လက်ခံလို့ရတယ်ဒါသမီးစိတ်ချမ်းသာအောင်လေးတော့ပြောကြပါဦးကိုယ့်ကိုမအခုဆိုလို့ရှိရင်စိတ်ဆင်းရဲစရာတွေအများကြီးပါဆိုနေအမေတို့ကစိတ်ချက်အဲ့လိုတက်ပြီးတော့အဲ့လိုလာပြောသမီးခံနိုင်မရှိဘူးယူချင်နေပြီသီလားကိုတကသလေးဘလောက်သက်သေးဖို့ဒီစဉ်းစားလဲဆိုမေးလို့မသိဘူးသမီးပါလေသမီးဒုက္ခတွေနဲ့အများကြီးပဲအမေရဲ့သမီးအကုန်လုံးအမေတို့အတွက်ကိုကြည့်ပေးရအများကြီးပဲဟိုအမေတို့ဆက်သမီးတွေကိုမကြည့်ဘူးတကူပါကိုသားသမီးစိတ်ချမ်းသာအောင်လို့ပြောအဖေဖြစ်တဲ့လူကလည်းမူးလာပြီဆိုပါပြောလို့ဆိုနင်းလွဲတဲ့ပတ်စံတော့ကတော့ငါလက်ပြောက်တစ်ချက်တီးလိုက်လို့ရှိရင်လက်ပြောက်တစ်ချက်တီးလို့ရရင်လည်းသမီးကိုလာပြီးတော့စကားကိုပြောမျောနေထားလိုက်တော့သားသမီးပြကပါဆိုလို့လိုက်တော့ဗျာမိဘအတွက်ပြန်ကြည့်ရသားသမီးဆိုလို့ရှိရင်အဲ့လိုမျိုးပဲမိဘအတွက်ပြန်မကြည့်တဲ့သားသမီးတွေကြရင်ဘယ်မိဘမှအဲ့လိုစကားမျိုးမတွေ့ကိုကမှဒီမှာဒုက္ခတွေဘယ်လောက်ရောက်နေလဲဆိုတော့အမေတို့မသိဘူးကိုမှလည်းကိုဒုက္ခနဲ့ကိုရှိတယ်အဲ့ဒါအမေတို့ကအဲ့လိုမျိုးပြောလို့ရှိရင်သမီးကဘလို့မှစိတ်ကအဆင်မပြေဘူးအလုပ်တဲလည်းအဆင်မပြေဘူးဘယ်မှအဆင်မပြေဘူးဘာလို့မမသိဘူးတက်သေးချင်းနေတေဝါကြတော့မှအိုင်ပြီးပါဒီဝမ်းနေပါလေလာမလုံးနဲ့အမေရောပြောကောင်းလို့မိမဆိုလို့ရှိရင်တကူဆိုရင်ရင်ဝက်စရာလို့မရှိဘူးကိုကစိတ်အစင်မပြေတဲ့အချိန်နဲ့သူတို့ကအဲ့လိုလာပြောတဲ့အချိန်နဲ့ညာလို့ကိုကအော်မိသွားလို့ရှိရင်လေကိုပဲစိတ်မကောင်းပြေအခုလည်းကိုပဲစိတ်မကောင်းပြေနေရတယ်သူတို့တွေကကြတော့ကိုကအမေသမီးဘယ်လောက်စိတ်ဆင်းရဲနေလို့သိတာတက်သေးချင်းစိတ်ပါပေါက်နေပြီလို့ပြောလိုက်တာနဲ့ကိုဘိုးကိုချသွားတာကိုသားသမီးကိုတက်သေးမှကြောက်တာတွေပါရင်ညာသူတို့ဘယ်တော့မှမတွေးဘူးဘယ်တော့မှလည်းတွေးမှလည်းမဟုတ်ဘူးအဖေလုံးတဲ့အဖေကိုကြတော့လေအဖေစကားပြောချင်လို့ဖုံးပြောပါဦးကောက်ကပြောလဲတခါမှဖုံးဝင်ပြောတယ်ဆိုတာမရှိဘူးအမေပြစ်တဲ့လူကလည်းကိုယ်အများအဲ့လိုလေးတခွေးလောက်អော်လိုက်ပြီဆိုရင်ဖုံးချသွားတာကိုယ်စကားကိုစက်မပြောတော့သူတယောက်တည်းတက်သေးချင်းသေးဆိုတဲ့ပုံစံမျိုးနဲ့ဘယ်တော့မှသွားရေးဖွင့်ရမရှိဘူးတယောက်တည်းတကယ်ကြီးပေါင်းနေမရှိဘူးတယောက်တည်းနေရတာပါလို့ချိန်ခါပြောလဲမရအောင်ဒါလေးစိတ်ဆင်းရဲနေပြီအဖေနဲ့အမေကိုလည်းတွေ့ပြောလိုက်ကြပါဦးစကားလေးပါလေးလည်းပြောပုံစံလည်းကြိုက်ပါလဲဟုတ်တော့ဒီပုံစံတိုင်းဆိုအမြဲတမ်းအတိုင်းကြီးပဲကိုကဘယ်လောက်ကြီးဒီသူတို့တွေကြည့်မေးကြည့်ကိုတဲ့ကြတရားပါမရှိကိုကဘယ်လောက်ငိုနေပုံချသွားဘသူအတွက်မဆိုတကယ်ကြီးပဲဖြစ်နေနေဒီကောင်မနှမပဲဖြစ်နေနေမိဘပဲဖြစ်နေနေကိုဘယ်ကအတက်နိုင်ဆုံးကိုအကောင်းဆုံးလုပ်ပေးတယ်ကိုအကောင်းဆုံးဆိုတဲ့အားလေးကြည့်ပဲပေးရကြည့်ပဲဒါကိုကောင်းတယ်လို့တကူမှမတွေးဘူးကိုဘယ်လောက်ကြီးသူတို့တွေကြည့်ပေးနေတယ်တမင်းသားဖို့တော့ဘယ်လောက်ဘူးဆိုတဲ့စကားကြီးရတော့ကိုသားသမီးဘယ်လောက်စိတ်သေးရဲမလဲဆိုတာလည်းစဉ်းစားကြပါဦးကိုပြောလိုက်တဲ့စကားတကူကကိုသားသမီးကိုဘယ်လောက်စိတ်သေးရဲစီလဲဆိုတာလည်းစဉ်းစားကြပါဦးတကူဆိုလို့ရှိရင်သမီးတောင်အမေတို့ပြောလိုက်ရတယ်ဆိုတာမျိုးလေးလည်းထည့်ပြောကြပါဦး
အခုတော့သမီးအမေတို့ကဘလို့စိတ်ဆင်းရဲနေရဲဆိုတာလေးကြည့်ပဲလာပြောနေကြဒီကငကိုကမှကိုမအဆင်မပြေပါဘူးဆိုနေအမေတို့ကအဲ့ဒါလေးကြည့်လာပြောနေဒီချိန်တခါတလေတပတ်လောက်နေသူလို့ရှိရင်တော့မပြောပါဘူးအခုကလာနေကြည့်နေပြီဒီကန်စားချက်ကြီးကဘလို့မှသိမခံနိုင်တော့ဘူးကိုတက်သေးစိတ်တွေပေါက်နေပြီတက်သေးချင်တာတော့ပဲငါတက်သေးသွားရင်အိမ်ရမိပါတယ်စင်ပြေပါမလားဆိုတဲ့အတွင်းနဲ့ဒီချိန်လုံးတာပဲတွေးနေသိရလားသူများနိုင်ငံမှာတယောက်တည်းနေရတဲ့ကဲစားချက်ကိုဖေတို့မေတို့လည်းနေဘူးတာပဲကိုချင်းစာပေါ့နေရမကောင်းဘာမှအဆင်မပြေနေမကောင်းလေလို့လို့နေကောင်းလေလို့လို့ပိတ်ရဆိုတာပိတ်နေမှမသိဘူးသမီးလည်းစူးစမ်းနိုင်တော့စူးစမ်းနေရပဲပိတ်နေပြီတောင်းစိတ်ဆင်းရဲစရာတွေကြီးပဲလာပြောနေကြပြောပြီးရင်သူတို့ကပြီးပါကို့မှာတော့တယောက်တည်းခံစားနေခဲ့ရတာဘယ်နဲ့ရဲဘယ်နဲ့လီမှမသိဘူး